မင်္ဂလာပါရှင်ဆီယာမကြီးခင်နှင်းယူရေးသားထားတဲ့အခေါက်ဆိုတဲ့ဝတ္ထုတိုလေးနဲ့မွေမင်းသားရွှေမင်းသားဆိုတဲ့ဝတ္ထုတိုလေးနှစ်ပုဒ်ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်အခေါက်မူမူကကာယောင်ပြီးလင်စိတ်နှကပ်ဝဲမည်ဟုပြောသည်အမေကတော့အိမ်ကိုအရင်ပြင်လိုက်ခြင်းသည်သူတို့အိမ်မှာရန်ကုန်မြို့စွန်ရှိကြောင်ကြသောရက်ွက်တစ်ခုမှရှိသည်မိဘမှာစစ်မခိုင်တော့၍နင်းလိုက်လင်ကြံကင်များကအတန်ထွက်နေသည်ပြီးခဲ့သည့်မိုးတွင်ကလည်းမိုးယိုလိုက်သည့်ဖြစ်ခြင်းအိမ်နောက်ဘက်ကရေအိုင်နေ၍အနံ့အသက်ကမကောင်းမြေဖို့၍ရေသွားမြောင်းလေးလဲလှုပ်လိုက်ခြင်းသည်အမေသည်စစ်ကူတောင်းသည့်အနေနှင့်တမက်မျက်နာကိုလှမ်း၍ကြည့်သည်ကိုဖေကြည့်မျက်နာကမမှုဆန္ဒကိုသဘောတူသည်မတူသည်ဘာမှအရေးအယောင်မပြဘာမှခံစားမှုမရှိသလိုငိုင်းနေသည်အိမ်ကိုပြင်လိုက်ရင်ကောင်းမယ်လက်ဝိတ်လက်စားဆိုတာကဘယ်တော့ဝယ်ရတယ်အဓိကလည်းမဟုတ်ဘူးပူရှန်ရင်ဝယ်ပေါ့ခုနေဘီလက်မြေစည်းကြတော့မိဖို့ပြင်ရရင်ကောင်းမယ်အမေကအေးသားပြောနေသည်မူကတော့ဘာမှပြန်မပြောဒီပြန်မပြောခြင်းအထိပ္ပယ်ကသူဆုံးဖြတ်ချက်ချပြီးဖြစ်၍မပြင်တော့ဟုဆိုလိုသည်အမေနဲ့ကိုဖေကြီးကဘာမှပြန်မပြောကြတော့ပြီကိုဖေကြီးကကာယောင်ရငွေထဲမှတဝက်ကိုတင်ထား၍တဝက်ကိုမူကိုပေးရမည်ဖြစ်သည်သူတင်ထားမိတဝက်မှာနောက်တစ်ခါတင်မောမလိုက်ခင်ထိုင်စားဖို့နှင့်ပထမခေါက်တင်မောမတက်ခင်ကြိုးပမ်းရမှုများအတွက်တင်သည့်ကြွေးများကိုဆက်ဖို့ဖြစ်သည်နောက်တစ်ပတ်ကိုဖေကြီးတင်မောလိုက်သွားပြီးအပြန်ကျရင်အိမ်ပြင်နိုင်တာပဲမူကဆို၏ကိုဖေကြီးသည်ဘာမှမပြောနောက်တစ်ပတ်လိုက်ဖို့စောင့်စမ်းရအောင်မည်အချိန်ကာလကမသေးချာအမေကပလဲလုံးပန်ဆင်ထားသောမူနရွက်ကိုလှန်ကြည့်နေသည်အော်သူလည်းစိတ်နှကပ်ပန်းချင်းရှာမည်ဟုတွေးသည်ဒါပေမဲ့လက်ဝဲလက်စားအတွက်လက်ကောက်တရက်နေဗကြိုတကြိုးလောက်ဝယ်ပြီးဝစ်လင်တော်လောက်ရောပေါ့လူယိုသည်ရှင်ယိုသည်စိန်ရှိခြင်းသည်ဆိုလင်တော့စိန်ဆယ်လုံးပွားအရွယ်တဒန်းသွားလေးဆိုလင်မကောင်းဘူးလားကြံငွေကိုအင်္ဂလိပ်ပြင်ဒါကအမိတ်အတွေ့ကိုဖေကြီးကလည်းနောက်တစ်ခေါက်တင်မောတက်ဖို့အရေးသူစိတ်လေးလာသည်နိုင်ငံခြားမှာတော့တင်မောသားအလုပ်သည်အောက်တန်းအကြဆုံးဖြစ်၏အရာရှိကပတိန်တွေကတော့ဟန်မာသည်ကိုဖေကြီးမှာတာမန်တင်မောသားဆိုတော့အောက်ခြေသိမ်းအလုပ်ပင်မလာသည်မြမပဲပင်မနာကိုမမှုပါဆိုပေမဲ့သူစိတ်အညစ်ဆုံးကတင်မောသားအတိုင်းအဝိုင်းမြမဆိုတာဘယ်လူဒန်းစားပဲဖြစ်ဖြစ်ယဉ်ကျေးမှုလေးရှိသည်ဒေါသရှိသည်ဆိုပေမဲ့ဘာသာတရားကထိမ့်သိမ်းထားသည်တခြားလူမျိုးအတိုင်းဝိုင်းနှင့်ကြုံရတော့ရက်ဆက်မှုတွေကိုသူထိတ်လန့်မိသည်ပြီးတော့မောင်ခိုခိုင်းဘိန်းပြူချသည့်ဂိုင်းတွေနှင့်တွေ့လင်သူတို့နှင့်မပေါင်းလဲရန်သူပေါင်းလို့လဲမဖြစ်တိုင်းပြည်အပေါ်မှာလဲသူတစ္ဆာမဖောက်နိုင်ခဏဆိုသလိုဒီဂိုင်းသားတွေရန်ကြောင့်သူတို့တင်မောသားမြမရဲဘော်များအသက်ဆုံးရှုံးခဲ့ကြသည်ဒါပေမဲ့သူဤစရေးအလုံးနှင့်တနစ်တသိန်းစုမိဖို့မလွယ်တသက်လုံးလှုပ်တောင်တောင်းကနန်းမစုမိနိုင်ဒါကြောင့်သူတင်မောသားဝင်လုပ်သည်တစ်ခေါက်လိုက်ပြီးအရင်နီးရလင်သူကုံရောင်းကုံဝဲလှုပ်ရှားခြင်းသည်ဒါပေမဲ့ဇနီးတဲ့မူကနောက်တစ်ခေါက်တဲ့ဒါကကိုဖေကြီးအတွေ့မူမှလည်းကိုပိုင်အတွေ့နေသူသည်ယုံကြည်တယုံမှအောက်တန်းစရီအမေကသူ့ကိုကောင်းညင်ပေါင်းရောင်၍ကြောင်းထားခဲ့သည်10တန်းအောင်တော့ရုံးမဝင်အလုပ်လုပ်ခဲ့သည်ကိုဖေကြီးနှင့်ရပြီးလဲတိတ်ချောင်းလဲမရှိလားစိတ်နှကပ်မပန်နိုင်ဘူးဆိုပါတော့အင်္ဂလိပ်ကတော့တဲမှတက်သားအိမ်ဖြစ်သွားသည်ကိုဖေကြီးဦးလေးအကူအညီနှင့်တင်မောသားဖြစ်အောင်ဆက်သွယ်ပေးနိုင်သူတို့ထံရောက်သွားသည်တင်မောပေါ်အရောက်သူတို့ငွေ9000လောက်ကျွေးတင်သွားသည်ဒါတွေယခုဆက်နိုင်တော့မည်ဒါဆက်ပြီးလင်စိတ်နှကပ်ဝယ်ရမည်ရုံးမှာဒီအပါအဝိုင်းခဲသာအဝါရီဖင်သူရှေခေစိန်ကြီးတွေအကြောင်းခဏကြားနေရသည်လက်နှိပ်ဆက်စရီမှတင်းကြီး၏အတန်ကအကျေဆုံးကျဲမှာပေါ့သူကစိန်ဝယ်နိုင်လာသည်ဝယ်နိုင်မှာပေါ့သူကအပြူမိဘများကစားနိုင်တောက်နိုင်ဆိုတော့သူရှာသမျှသူဝစ်ဖို့စားဖို့ပဲဖြစ်သည်သူတို့ယုံကန်းမှာယုံအုပ်ဒေါခင်ဝေးရှိခြင်းကသူတို့ယုံလုံသားများအတွက်စိန်ရွှေနှင့်နီးစပ်ဖို့ဖြစ်လာသည်
ဒေါခင်ဝေသည်အပြူကြီးဖြစ်၍သူ့မှာရှာကျွေးစရာအမိတယောက်ပဲရှိသည်အမှန်တိုင်းပြောရရင်မမဝီဘယ်တော့မှရာကြော်တန်းလုံကြီးဝယ်မဝစ်ဘူးအမှန်တော့အဝတ်စားကလူတဲ့တိုယုံတော်ရောပေါ့မမဝီပြောတာမှန်သည်မမဝီရုံးယူနီဖောင်းမဝေရခင်ကဝေလေဝေထရှိသောလုံကြီးများတွင်ပက်ကီ81 85ဒေဝီစသောလုံကြီးမျိုးတစ်ခါမှမဝေဒီအမျိုးအစားတွေက300ကျပ်ကြော်တန်းတွင်ပွဲထိုင်သွားဖို့လာဖို့တော့မမဝေကောင်းကောင်းနှစ်စုံလောက်ဝယ်ထားတယ်အမြဲလိုအသစ်ဆန်းတွေကပေါ်နေတာပေါ်တိုင်းသာဝယ်ရရင်ဝယ်မဆုံးဘူးအဝတ်စားမှချွေတာပြီးမမကတော့ရွှေစုတယ်ပိုရင်စိန်ဝဲတယ်အစားအသောက်တော့ကောင်းကောင်းစားတယ်ကျမ်းမာရေးအတွက်လေမမဝေကသူ့ယုံသားများကိုဤသို့တရားဟော၏မမဝေကယုံလို့တစ်ဖက်လှုပ်ပေမဲ့စိန်ရွှေအယောင်းဝယ်လဲလုပ်သည်ယုံသားတွေကိုသူတရားဟောသည့်အတိုင်းရွှေစုခိုင်းသည်လက်စွပ်ကစာ၍ဝယ်ခိုင်းသည်အရေးကြပြီးသွားရတော့ဝယ်သူကလည်းမပင်မစုလဲစုမိသည်အထက်တန်းစီကိုတန်းဖေတုံးကလည်းရွှေလက်ကောက်တရံစုမိအောင်လှုပ်ပေးသည်သူမိမနေမကောင်းတော့လဲမမဝေထံလက်ကောက်ထား၍ငွေချေးသည်မမဝေက2ကျပ်ပြား90နှုံမဲယူသည်ပစ္စည်းအပေါင်းပေးရပေမဲ့တချို့ယုံများတွင်100မှ30ကျပ်တိုးယူသည့်လူများနှင့်စားတော့မမဝေသည်ကျေးဇူးတင်စရာပဲမရွေးနိုင်ရင်လည်းမဆုံးပါဖြည်းဖြည်းငွေသွင်း၍ရသည်မူမူကတော့တင်းတင်းကြီးကိုအမြင်ကတ်လာသည်တင်းတင်းကြီးသည်တလ100ကျပ်သွင်း200ကျပ်သွင်းနှင့်နိုင်သလောက်အရေးကျသွင်းပြီးစိန်ချေနဂတ်တရံရသွားပြီးမူမူမှာ10နှစ်သားယုံမှလှုပ်လာသည်လက်စွပ်တကွင်းမရသည်တင်းတင်းကြီးသည်တနေ့ကဗကြိုးတကုံထပ်ဝဲသေးသည်သူမှာတော့ကိုဖေကြီးတင်ပေါ်သားဖြစ်ဖို့ကြိုးပမ်းရ၍ရှိသမျှစုထားသမျှကုန်ပြီကောဒီတော့လေပထမတစ်ခေါက်တင်မောလိုက်ပြီးသွင်းလာသောကာယောင်ရငွေနှင့်သူစိတ်နဂတ်ဝယ်ခြင်းသည်တရားမြတ်၏ဒါကမူမှုအတွေ့နောက်တနေ့မူမူယုံရောက်တော့ယုံသားများစုံကြီးအောင်သူဆောင်သည်အရေးတဲ့တင်းတင်းကြီးသည်9နာရီခွဲရောက်နေကြယနေ့10နာရီထိုးမှရောက်လာသည်အားလုံးကိုစပွဲမှာကိုအလုပ်ကိုစ၍လုပ်နေကြပြီမမဝေမူမူအတန်းသည်ခက်မြင့်မြင့်ကြဲကြဲလေးဖြစ်သည်တခြားစပွဲကုန်များမှာမမဝေနှင့်ဝေလာသည်သူစပွဲမှာမမဝေစပွဲနှင့်တခုံမဲချသည်အနီးဆုံးဖြစ်သည်မမဝေယုံစပွဲပြီးမှဖိုင်တွဲတင်ရန်စင်နှင့်ဗီရိုများသာရှိသည်သူသည်ခပ်ပြုံပြုံနှင့်မမဝေစပွဲနာကိုကတ်သွားသည်သူခေါ်တန်ကကျဲ၍မမဝေကသူ့ကိုတအံ့တော်စိုက်ကြည့်နေသည်အမှန်တော့သူ့အတန်းကိုမမဝေထက်ယုံသားများကြားစီခြင်းပါသည်ဒီမှာမမဝေရဲ့အပါအဝိုင်းခဲသာစိတ်လုံးချင်းလေဘယ်စည်းရှိလဲသူသည်ခါကိုယူပြီးမှမမဝေရှိကလထိုင်တွင်ထိုင်သည်သူကပြုံးနေတော့မမဝေကလည်းပြုံးနေသည်သူစိန်စီမေးသည်မှာကျဲလွန်၍ယုံငံတောင်းကငွေကိုင်းစရီမတန်ထီကခေါင်းထောင်ကြည့်နေသည်တရတီ6000လောက်စီရှိတယ်မမူတစ်ဖက်ကိုတရတီလောက်ငကတ်တရံမှုကိုရှာပေးပါလားမမဝေရဲ့တန်တန်ဖြူဖြူလေးနော်အဝါရီမပါစေနဲ့ခေသားကိုကြိုက်တော့ကြိုက်ပါရဲ့အဖြူကပိုလှတယ်မမူသည်ပျော်ရင်တင်းတင်းကြီးဘက်ကိုမျက်လုံးတစ်ချက်ဝေကြည့်လိုက်သည်တင်းတင်းကြီးကလက်နှိပ်ဆက်ရရန်ပြင်းနေသည်သူပြောတဲ့ကိုကြားမှကြားရဲ့လားမသိကြားအောင်ထပ်អော်လိုက်ခြင်းသည်ဒါပေမဲ့မမဝေကိုပြောနေရသည်ဆိုတော့ဒါထက်အတန်ကျဲပြော၍မကောင်းယခုသူအပါအဝိုင်းတွေအဖြူတွေအဝါတွေခေသားတွေအကြောင်းပြောနိုင်မည်မဟုတ်ပါလားအရင်တုန်းကသူများပြောတာတွေသူနားထောင်နေခဲ့ရသည်မမဝေစီကိုခဏခဏလာလေသည့်ဝါဝါဖြူဖြူထောင်ထောင်မောင်းမောင်းနှင့်ဒေါ်ခင်ဆွေမြင့်ဆိုသူကစိန်ပွဲစားသူလားလင်စိန်အသေးအကြီးမျိုးစုံလှုပ်ပြီးသားတွေပါလာတတ်သည်တင်းတင်းကြီးနှင့်တခြားစည်ရီမားတွေရီရီနုနုအေးတို့ပင်စီတို့သည်မမဝေစပွဲနာရောက်သွားကြသည်ဒါကအဝါရီပါတယ်ရှေးစိန်နော်ဒီနဂတ်ကရှေးစိန်ဆိုပေမဲ့ဖြူသားပဲကြည်စံဒီလက်စွပ်ကအပါအဝိုင်းခဲသားနော်မင်္ဂလေးတွေကလက်စွပ်မြောက်ကြီးကနာကတ်ကြီးကနဲ့ကြွက်စီပြောတတ်သည်တင်းတင်းကြီးမှအပကြံသည့်စည်ရီမလေးများမှာရွှေဆွဲကြိုရွှေလက်စွပ်လေးများသာဝယ်နိုင်သည်တင်းတင်းကြီးကတော့စိန်ဝယ်ဖြစ်သည်သူတို့ထဲမှာဘာမှမပြောဘာမှမဝယ်သူကမတန်ထီနှင့်ယုံအကူကိုငွေအိုးမတန်ထီကတန်မပြောနေထောင်ငနန်းတောင်မကြွယ်ဝသလိုကိုငွေအိုးကလည်းငွေအိုးမရှိ
လာစဉ်အတိုးမဲ့မမဝေထံကလာကုန်ကန်နီးလင်း30-40ချေရသည်မမမူသည်စိန်ပွဲစားဒေါ်ခင်ဆွေမြင့်ရောက်လာလင်ယုံစီမလေးတွေပြောသောကြွစီတန်ကိုသူနာကြပြင်းကတ်သည်ယခုတော့သူသည်ပွဲစားကိုတောင်စကားမပြောလို့မမဝေနှင့်ဓာတ်ရိုက်ဆက်သွဲလိုက်ပြီမမဝေကရပါတယ်မူမူအချိန်လေးတော့နည်းနည်းစောင့်တော့မမဝေရှာပေးမယ်ဟုပြောသည်ပင်လေပြင်းတွင်သက်ဆွန်၍အလုလုရသောယောက်ျားဤရှာစာဖွေစားကိုယခုလိုစူဆောင်သည်မှာကောင်းချောင်းတရားဆက်ဟောနေသည်သူနေရာသူပြန်လာတော့မတန်ထီကသူ့ကိုစိုက်ကြည့်နေသည်သူကကြည့်စီခြင်းသည်ကတင်တင်ကြီးသည်သူ့စကားတန်ကိုမကြာ၍ပဲလားသူ့ကိုဂယူမဆိုင်၍ပဲလားခေါင်းမော်၍မကြည့်ရင်လဲနေမူကမင်းလိုချင်နကက်ဝယ်တာမဟုတ်ဘူးဟေ့စိန်တလုံးနဲ့နကက်ပြီးတော့အရေးကြောင်မဟုတ်ဘူးတခါတည်းငွေချီမှာသူကရင်ထဲမှပြောလိုက်၏နောက်တလယုံတက်လာတော့မူမူယုံကန်နဲ့ဝင်လာသည်မှာကြော့မော့ရှိလာသည်ဒေဝီပါတိတ်တနခါရောင်ဝမ်းဆက်နှင့်သပင်တစ်ပိုင်းကောက်ထားသည်နာပြားမှာစိန်ပွင့်သည်တစ်ဖြက်နေတင်းင်းကြီးစပွဲနာကိုသူဖြတ်လျှောက်သည်တင်းင်းကြီးသူ့ကိုမော့ကြည့်စေခြင်းသည်မမဝေအနာတို့မူမူကကတ်သွားကမမဝေဒီနေ့လမ်းမှာဝင်စရာရှိလို့မူမူရုံးလုံးကြီးဝတ်မလာရတာခွင့်လွတ်ပါသူခွင့်တောင်းတန်းကြောင့်တခြားယုံစီးမလေးများသူ့ကိုလှမ်းကြည့်လေမလားကြည်နေကြမတန်ထီတယောက်ကတော့မမဝေလာသည့်အထိမရောက်လာသည်10နာရီခွဲမှမတန်ထီရောက်လာသည်မမဝေရေထီးကိုခွင့်လွတ်ပါပြောမပြောချင်ဘူးလက်ဆွဲကျင်ချင်းလေးကိုစပွဲပေါ်တင်ရင်မတန်ထီကမမဝေကိုတောင်းပန်နေသည်ဘာဖြစ်လို့လဲထီးတားကြီးရဲ့လေဒီဇင်ဘာဆက်မေးဝဲနီးမှာဖျားလို့အဲ့ဒါဆရာကြီးကရိုးခွင့်တိုင်ရင်မရဘူးဆိုလို့ဆရာဝန်လက်မှတ်တောင်းပြီးခွင့်စာတော့ပို့နေရလို့ကျောင်းကစီကံကောင်းတာပဲကျေးဇူးတင်ရသည်မတန်ထီကရုံးစပွဲပေါ်ရှိယုံတက်ချီစရင်စာအုပ်တွင်လက်မှတ်ရေးထိုးရင်းပြောပြ၏သူ10တန်းတော့မမဝေကမေး၏ဟုတ်ကဲ့မမနှစ်ချင်းပေါက်အောင်ပါစေလို့ဆုတောင်းရတယ်သူတယောက်ကိုပဲကျူရှင်ပေးနိုင်တယ်အငယ်9ယောက်ကတော့ကို့ဘာသာကြိုးစားလို့ပြောရတယ်အေးပေါ့ကွယ်ထိတာတော်ပုံရပါတယ်ကျမကြီးသာဂယုဆိုင်ဆက်မေးဝဲနေပြီဟုတ်ကဲ့ပထမအဆင့်တော့ကအဆင့်3မှာရတယ်မမကြီးကျမမှာတော့သူတို့ကောင်းစားဖို့လုပ်ရတာနဲ့စိတ်မစုနိုင်ဘူးသူတို့ပဲစုနေရတယ်ရေကြဲလောက်ခမတန်သေးသည်သူ့စပွဲသို့ပြန်သွားသည်မူမူကပထမဆုံးသူစိတ်ငကဝစ်လာသောနေ့မှာမတန်ထီကစိတ်မစုနိုင်ဟုပြောခြင်းမှာသူ့ကိုစောင်းလေသလားဒီမတန်ထီကတော့တသက်ချမ်းသာမည်မဟုတ်ဟုမူမူကထင်သည်သူယောက်ျားကအထက်တန်းပြဆရာဆိုပေမဲ့ကလေး6ယောက်နေတခါမှချောင်းလဲမရှိနေ့လေစာစားချိန်မှာတော့မမဝေနှင့်တစပွဲတဲ့မူမူကစားသည်မတန်ထီကနနက်စာအတွက်ထည့်ယူလာသောထမင်းဘူးလေးကိုဖွင့်၍တင်းင်းကြီးတို့ယုံသားတစုနှင့်စားနေသည်အခောက်များရရင်လေမူမူလိုချင်တယ်မမဝေရဲ့လက်ကောက်လို့ချင်လို့အထည်ပြက်တွေကအရေးမမီဘူးမူမူအတန်ပေါ်လာသည်ရပါတယ်မူရဲ့လက်ကောက်လို့ရင်အယုတ်တော်ကတော့တိတ်များတယ်နော်မူဤရွှေကြောင်ပြောတတ်မှာစိန်အကြောင်တုံးကလိုပဲကျဲလာသည်တင်းတင်းကြီးကလည်းအစာပဲကုံ၍ပလုတ်ပလောင်စားနေသည်မတန်ထီကတော့စားလိုက်ပြောလိုက်နှင့်သူတို့ဘာတွေပြောနေပါလဲမတန်ထီကသူ့သားများအကြောင်းပြောနေသည်အိတ်ခန်နီးလေကျောင်းစာတွေကသူတို့မသိရင်လည်းပြောပြရသည်အငယ်ဆုံးကောင်ကပုံသိပ်ကြိုက်တာမတန်ထီပြောတဲ့ကိုမူမူကြားရသည်တော်ပါသည်သူ့အကြောင်းအတင်ပြောသည်မဟုတ်ညာကဖြင့်ဝိဒေရရဲ့ပုတ်တင်အကြောင်းနဲ့လေပြောပါတဲ့စိတ်ရှုပ်လို့ထီရမပြောတတ်ဘူးသားရဲ့အိတ်ဆိုပြီးချော့သေးရတယ်မတန်သေးသည်ထမင်းဘူးကိုစေကြောရန်ယူရင်းပြောနေသည်ဝိဒေရရဲ့ပုတ်တင်နဲ့မူမူကရင်ထဲမှာဒိန်ကနေဖြစ်သွားသည်ပုတ်တင်ညိုသည်ရွှေတပဲသားလဲမဆွဲမိတာနဲ့ဝိဒေရရဲ့မင်းကိုအယူအသေးမပေးတော့အဲ့ဒါဘာဖြစ်သေးလဲဒီမတန်ထီကတပဲသားဝေးလို့တရွေးသားတောင်သူ့မှာရွှေမရှိသူစိတ်ငကဝစ်လာသည်ကိုစောင်းသလားတင်းတင်းကြီးသာဒီဝိဒေရရဲ့ပုတ်တင်အကြောင်းပြောစမ်းမလားသူထ၍ရန်တွေးလိုက်မည်မတန်ထီနေကဖက်ပြိုင်စရာအကြောင်းသူ့မှာမရှိ၍ငြိမ်နေလိုက်သည်သူသည်မမဝေဤထမင်းချိုင်ကိုပါကူပြီးတိမ်ပေးသည်အိမ်ရောက်တော့ဝိဒေရရဲ့ပုတ်တင်ကိုပဲစိတ်ထဲဆွဲလာသည်ဒီဟာမှသူ့လဲမဝယ်နိုင်မဲနဲ့သူများဘာသာစိန်ဝဲရွှေဝဲသူ့အပူလား
သူများစိတ်နကပ်ပန်တဲ့နေ့အခောက်ရွှေဝဲမယ်လို့ပြောတဲ့နေ့ကြမှာဝီတီဟယ်ရီပုတ်တင်အကြောင်းပြောရတယ်လို့မမူသည်ပွားစီနဲ့အမေကိုပြောပြရင်ဒေါကန်နေသည်သူတို့ဘာသာသူတို့ပြောတာလဲဖြစ်ချင်ဖြစ်မှာပေါ့သမီးဒါနဲ့သမီးရွှေဝဲတာသူတို့ဘယ်နဲ့သိလဲအိုးဒီကောင်မတွေကြောက်အောင်ကိုသမီးကမမဝေကိုအကျယ်ကြီးပြောတယ်အခောက်လိုချင်တယ်လို့မမူသည်ခက်မော်မော်အော်၍ပြောလိုက်သည်ဟဲ့ရွှေစိန်ဝဲတယ်ဆိုတာတိုးတိတ်တာဝဲတယ်ကြားဘူးပါတယ်သမီးရဲ့ဟင်မမူသည်အမေကိုမျက်စောင်းထိုးလိုက်၏အမေကစိန်ရွှေဝဲဘူးလို့လားအမေရင်နဲ့နှင်ငနေဖြစ်သွားသည်အမေသည်ပါဇက်လေးဟာကကြောင်နေမိသည်ပြီးမှသူတပြင်းချလိုက်၏ရွှေတပည့်သားလေဆွဲရသောပုတ်သိညိုကဝိတရရမင်းကိုအယူအတီတန်သည်ယခုသမီးကစိတ်နကပ်ပန်ရတော့အမေကိုကာပြန်ပြီပေါ့ဟုတ်ပါရဲ့အမေကကောက်ညင်းမောင်းတယ်ဆိုတော့ကောက်ညင်းဆံမဲဝဲဘူးတယ်ကောက်ညင်းမောင်းကတော့အိုရောင်းရတာပေါ့လေဝယ်သူကလည်းလာပါအောင်လို့ခေါ်ရတာစိန်ရွှေဆိုတာအိုရောင်းတဲ့ပစ္စည်းမဟုတ်တယ်လို့လာပါအောင်လို့ခေါ်ဝယ်ရတာလည်းမဟုတ်ဘူးလို့ကြားဘူးတာပါပဲလေအမေသည်လေအေးနှစ်ပင်ပြောလိုက်သည်မူမူကဘာမှပြန်မပြောအိတ်ခမ်းထဲဝင်သွားသည်နောက်နေ့ယုံတက်တော့သူဘာဖြစ်နေမှန်းမသိယုံစီမတွေနဲ့စကားမပြောချင်းသူ့အလုပ်သားသူကုံလုပ်သည်မမဝေအနာတော့ထမင်းစားပြီးသွားထိုင်လိုက်သည်မမဝေမနေ့ကမူမူမာတဲ့အခောက်ရရင်ဆွဲလာခဲ့ဖို့ငွေယူထားနော်လူရာပူရာနောက်မှရှင်းတာပေါ့သူဤအတန်လွင်ကြတော့မမဝေကပြုံးနေ၏ငွေမလိုသေးပါဘူးဟုဆိုသည်ညနေ3 နာရီလောက်ကျတော့မမဝေကမတန်ထီကိုပြောသည်လာကျုပ်စင်းနေပြီးလောက်ပြီလားဒီနေ့တော့အပီလို့စေချင်တဲ့ထီလုံနေတယ်မမပြီးကန်နေပြီဒီနေ့နောက်ကြမှာဆင်းမယ်ပြီးနိုင်ပါတယ်မနေ့ကအထီအစော်ရုံးလာပြီးလုပ်ပါတယ်အေးခုခဏလေးအရေးကြီးတဲ့ကိစ္စရှိလို့မမဝေအပြင်ထွက်အောင်မယ်ခွင့်တိုင်ထားတယ်4 နာရီခွဲလောက်ပြန်လာမယ်ထီးဆောင်နေနော်ဒီနေ့မိုးချုပ်လဲချုပ်ပေါ့မမဝေကားနဲ့အထီးကိုပြန်ပို့မယ်ထီးအပြင်ကဘာမှကျင်သေးလေမတန်ထီးသည်ဝမ်းသာအာရဖြစ်သွားသည်အတော်ပဲမမဝေအခောက်ရုတ်တရက်မတန်ထီးအတန်ကြောင့်မူမူခေါင်းထောင်သွားသည်သူ့လိုမိမကမတန်မရအခောက်များလှမ်းတဲ့ဟိုမနေ့ကဈေးသွားဖို့အချိန်မမီဘူးယုံစော်ထွက်လာလို့မမဝေတရုတ်တန်းရောင်ရင်အခောက်ကင်30ဘူးလောက်ဝယ်ခဲ့ပါညစာထမင်းတူပဲတဲနိုင်မယ်ဟင်းချက်ဖို့အချိန်မရှိဘူးမမကိုကျေးဇူးတင်လိုက်တာကလေးတွေကအခောက်ကင်ဆိုတိတ်ကြိုက်မတန်ထီကဝမ်းသာအားရအော်၍ပြောလိုက်၏ဝယ်ခဲ့မယ်စိတ်ချမမဝေကပြုံး၍ပြောကလက်ပွေအိတ်ကိုကန်၍ယုံကန်ထဲမှထွက်သွားသည်မူမူကတော့ရင်ထဲမှာတယောက်တည်းရန်ဖြစ်နေမိသည်ဆက်လက်ပြီးမွေမင်းသားရွှေမင်းသားဆိုတဲ့ဝတ္ထုတိုလေးကိုလည်းဖတ်ပြပေးပါမယ်မိန်းမတွေဟာပြောစရာမရှိရှာကြံပြောကြတယ်ပြီးတော့သူတို့ဟာကိုနဲ့မျိုးတူမိမချင်းအကြောင်းပို့ပြောတယ်အရက်ထဲကအရက်သူတွေပြောတာထားလိုက်ပါတော့အမျိုးသမီးစာရေးဆရာမတွေပြောတာအသေးနာလာတယ်သူတို့ကပါဇက်နဲ့မပြောဘူးလေဝတ္ထုနဲ့ပြောကြတယ်ဆောင်းပါးနဲ့ပြောကြတယ်ပေါ့မူကလည်းသူတို့လိုစာမရေးတတ်လို့ပေါ့ရေးတတ်ရင်ပြောလိုက်ချင်တယ်သူတို့ကဘဝကိုအောက်ခြေသိမ်းသိတယ်အောက်သက်ကြည့်တယ်လို့သူတို့ကိုသူတို့ထင်တယ်သူတို့ရေးတာတွေဟုတ်လာပြီပေါ့မူကရေးချင်တယ်ဘဝအကြောင်းသူတို့ကဘာများသိလဲတလောကစာရေးဆရာမတယောက်အခောက်ဆိုတဲ့ဝတ္ထုနဲ့မူတို့တင်မောသားမိန်းမတွေကိုတယောထားတယ်မိန်းမဆိုတာအကြောင်းကံတစ်ခုခုကြောင့်အပြူကြီးဖြစ်ကြတာကလွဲလို့အချိန်တန်ရင်အိမ်အောင်ပြုကြရတာပဲသူတို့စာရေးဆရာမတွေကအသေးနှလုံးနဲ့တိတ်အသေးစကားပြောကြတာပဲတကယ်တော့အိမ်အောင်ပြုကြတာမှာအသေးနှလုံးကြီးဦးစားပေးလို့မရဘူးကို့ဘဝရက်တီကျဲအာမခံကျဲရှိဖို့ကိုလည်းအုံအောင်နဲ့ထည့်တွေ့ရသေးတယ်တခေတ်တုန်းက ICS မပြောနဲ့ BCS ဝင်တော့ဆက်မီဝဲအောင်နိုင်လောက်တဲ့အလားအလာရှိရင်ပဲသမီးရှင်တွေကကြောင်းထားပေးပြီးတမက်ဖမ်းတာပဲ ICS ဆိုလဲဘီလက်ကိုသမီးရှင်ကပညာတော်သင်လွှတ်ပြီးသူတို့သမီးနဲ့ပေးစားကြတာစမ်းသလားခုခေတ်မှာလဲတင်မောသားဟာအင်ဂျင်နီယာဆရာဝန်တွေနဲ့အတူဈေးကောင်းတာပါပဲတင်မောအရာရှိဆိုပိုပြီးတန်ဖိုးကြီးသေးတယ်ကိုထွန်းကရိုးတင်မောသားလေးပါပဲဒါပေမဲ့နိုင်ငံခြားတင်မောဆိုတော့သူတစ်ခေါက်ပြန်လာတယ်ဆိုရင်ကားတစ်စီးပါလာပြီလေမြန်မာပြည်မှာဟင်းချိုနဲ့ငပိရေးစားပြီးပိုက်ဆံစုတာတောင်2 နှစ်အတွင်း3 သိန်းစုရဖို့ဆိုတာလွယ်တာမှတ်လို့ဒီလိုငွေရလာပြန်တော့လဲ
ရွှေအခောက်တွေပါတွေဝယ်ပြီးစုရစောင်းရသေးတယ်အိမ်လဲပြင်လိုက်တယ်တင်မောသားမိန်းမရွှေမဝယ်ရဘူးလို့ဘသူပြောလဲဒါကိုပဲဟိုစာရေးဆရာမကအခောက်ဆိုပြီးတယော်သေးသူတို့ကသာတယော်တာပါစာရေးဆရာတူကတော့မြန်မာလူငယ်များပင်လေကိုစိုးမိုးနိုင်ပါစေတဲ့ဟုတ်တယ်လေလူငယ်တွေအဖို့ထွက်ပေါက်ဒီတစ်ခုပဲရှိတာပင်လေရက်ချားရောက်ဖူးတော့အမြင့်ကျတာပေါ့ဟိုတုန်းကအချင်းနေပေါ့မူကလာမြင့်စုဘော်လီထောင်နဲ့မမကီတီစီမှာဆက်ချုပ်ရတယ်နေရတဲ့အိမ်ကလည်းအိမ်စုံနေပေါ့ဒီလိုဆင်းရဲတဲ့အဖြစ်ကနေကိုထွန်းကယူပရစီလို့လာပြောတာသူတင်မောသားဖြစ်ဖို့ငွေ9000လောက်ကုန်ရတယ်လေ3000ကကိုထွန်းကရှာထားတယ်မူကကျန်တဲ့တောင်းကိုမမကီတီစီကဆွဲယူပေးလိုက်တယ်ခုဒီငွေတွေလည်းပြန်ဆက်ပြီးပြီမူနဲ့အတူဆက်ချုပ်တဲ့ဆက်ချုပ်သမားငွေစင်အမေဒေါ်ပူအားဆိုလဲမနာလိုစိတ်တိတ်များတာငွေစင်နဲ့မူကဘော်လီဆက်ယုံမှာအတူဆက်ချုပ်ကြရတာအစာကမောင်ထုံးကခင်မှုကိုယူခြင်းနဲ့ဆိုတော့ကဒီကောင်မျိုးထမိန်တောင်မလျှော်ခိုင်းဘူးဆိုတဲ့မိမခုတော့ကိုထွန်းနဲ့ကိုချင်းမိုးမွန်နေတာပဲတဲ့ကတိကသက်ပြောတဲ့အမေကြီးဘာမဆိုအချင်းနေရလို့ရတာလေကိုထွန်းက10တန်းမှမအောင်အလုံးမရှိကလေးကချီဖြစ်နေတော့ဘေးကြရေးပါမလဲဟင်ဆမ်မီဝဲအောင်တင်မောသားဖြစ်မယ်လို့အလားလာရှိလာတော့ငွေရှာတင်တာရှာပေးပြီးနိုင်ငံခြားမသွားခင်အမြန်လက်ထက်ရတာပေါ့ဒါဟာသဘာဝမကြဘူးလားပြီးတော့ခုတစ်ခေါက်ပြန်လာတော့ကိုထွန်းကနိုင်ငံအနှံ့ရောက်ခဲ့တာခင်မီနေပြီလေဒီတော့အကိုထွန်းခေါ်လို့ဘယ်ဖြစ်ပါတော့မလဲတိုးကြလာတယ်ကိုထွန်းပေါ့ကိုယောက်ျားကိုခေါ်တာ तू ကဘာဖြစ်ရတော့မူ့ကိုသာမဲ့ရွယ်ပြီးအတင်းပြောတာမူအိမ်သစ်ပြင်ဆောက်ဆက်ချုပ်အလုတ်ကထွက်ပြီးကြနာနာနေတယ်ဆိုရင်ဒေါ်ပူကြီးတင်မောသားကောင်းမှန်းသိသွားပြီလေတခါတည်းသူ့သမီးငွေစင့်အတွက်တင်မောသားကိုအသေးရအရှင်ရရှာတော့တာပဲမူတို့လိုယူပါကမနှိပ်တော့ငွေစင့်ရဲ့တင်မောသားကကျဲ9ဘွေကကန်ယူတန်းလိုက်တဲ့ရိုးတင်မောသားလေစီထဲ့ဆိုလားဘာဆိုလားဖျားစုတင်မောသားပေါ့သူက10တန်းတောင်မအောင်ဘူးကိုထွန်းက10တန်းအောင်နေမဲတွေးတို့ညီအမကိုတတိယသေးမဲတွေးဟာမွေမင်းသားလေးနဲ့ရတာကိုလူရောင်ဖန်ဆင်းနိုင်တဲ့နတ်မွေပေါ့အဲ့ဒီအမလုံးတဲ့လူကမနာလိုဘူးလေအမေကိုမွေမင်းသားရှာပေးရမယ်လို့အတင်းပူစားတာပဲတနေ့တော့အမေကနားပူလွန်လို့တမက်ရှာလာခဲ့ရတယ်တမက်ကစပက်ကြီးမွေကြီးလက်ထပ်ပေးပြီးတဲ့ညမှာမဲတွေးအမနဲ့မွေကြီးဟာအခန်းထဲမှာအိတ်ကြတာပေါ့စပက်ကြီးမွေကြီးကမွေအစ်စ်ဆိုတော့အမကိုခြေထောက်ကစမျိုးပါလေရောအမေရေမွေကြီးကသမီးကိုမျိုးတာခြေချင်းဝေရောက်ပြီလို့အခန်းထဲကအော်ပြောတယ်အမေကြီးကငါသမက်ကလေးကြည်စားတာအလကားပါဟဲ့လို့အော်တဲ့မွေကလည်းခြေချင်းဝက်ကနေခြေသလုံးကနေဒူးကနေခါနောက်ဆုံးလေပင်ရောက်တဲ့အထိမျိုးလို့အမေရေလေပင်ရောက်နေပြီလို့ပြောတာတောင်ငါသမက်ကလေးကြည်စားအလကားပါဟဲ့နင့်တကူလုံးအမျိုးခံရရောမွေချင်းတူပေမဲ့အရေးချင်းမတူဘူးပေါ့ခုလဲလေမူတို့ရတာကမွေမင်းသားအစ်စ်ငွေစင်ရတာကကန်ယူတန်းတင်မောသားဆိုတော့နိုင်ငံခြားမသွားရသေးတဲ့စပက်ကြီးမွေကြီးပေါ့သူ့တင်မောသားကအလွန်ဆုံးပါနိုင်ရင်မြိတ်ပါတိတ်ကော့တောင်းပစ္စည်းနဲ့ငပိငယ်6ပေါ့ရခိုင်က Nest Coffee ရတယ်ဆိုတော့အိန္ဒိယလူကြီးဒီပစ္စည်းတွေပြန်ဖြာမှာဘလောက်ရမှာလိုက်လို့စပက်ကြီးမွေလိုအမျိုးတော့မခံရဘူးပေါ့ဒါပေမဲ့မူတို့မွေမင်းသားလိုမစားတာဘူးတိမ့်ချီမရနိုင်ဘူးလေသူတို့မှာတခါတလေရန်ကုန်မှာကြိုက်မဲ့ပစ္စည်းလေးပါလေးဝဲလာရင်စိတ်ကဲမျိုးတစ်မျိုးကအကောက်ခွန်ကစီပိုင်ရင်စားရမှာလေးကုန်ပြန်ရောမူတို့တော့အိမ်မှာကော်ဖီဖြော်တောက်ရင်တောင်အင်္ဂလန်လို့ Nest Coffee မှုန့်နဲ့ဖြော်တောက်တယ် Next ဆိုလို့ပြောရအောင်မေဒေါ်ကြီးကတော်တော်အားတယ်ဧည့်သည်လာရင်ဧည့်သည်ရှိမှာ Nest နဲ့ဖြောလာခဲ့ရမလားလို့မူကိုလာမေးပါလို့မှားထားတယ်လေအဲ့ဒါတကယ့်ဧည့်သည်လာတော့လာမေးတယ်မူရီကော်ဖီကိုနက်ဆက်ထားနဲ့ဖြော်ရမလားတဲ့ကဲအင်္ဂလိပ်တန်ပြီးအောင်မခေါ်တတ်ဘူးမူလဲမတက်ပါဘူးဒါပေမဲ့မမကီတီစီမှာအတန်ထွက်တင်ထားတော့ next လို့ပြပြတတခေါ်နိုင်တယ်မမကီတီဟာလေခင်မီပညာတတ်ဆိုတော့အပြူကြီးပေမဲ့အဆော့စာနားလေတယ်အိမ်အောင်ရေးမာတောင်အမြဲလိုအကြံပေးတယ်မူရီမောင်ထွန်းပြန်လာရင်အရင်လိုကိုထွန်းလို့တောင်မခေါ်နဲ့ darling harvey လို့ခေါ်တဲ့သူတို့ကအနောက်နိုင်ငံကမိန်းမတွေနဲ့ဆက်ဆံလာတော့ဒီလိုခေါ်တဲ့မျိုးသားရနေတာတဲ့ကျေးဇူးတင်လိုက်တာလေမူဖြင့်2ရက်ထဲလေ့ကျင့်လိုက်ရတယ်
darling Harvey ဆိုတာပြပြသားသားခေါ်နိုင်ပြီဒီတော်ကြီးကတော့ဘလို့တင်မရဘူးနက်စထနဲ့ဧည့်သည်တွေရှိမှမူကချော်လဲရောထိုင်ရေးပြစ်ရတယ်လူဆိုတာပြောင်းလဲရတာပဲဘော်လီချုပ်နေတော့ကငွေစင်နဲ့အတူလက်ဖက်ရည်အချို့တစ်ခွဲ2ယောက်ဆက်တူတောက်ရတယ်ခုတော့မူလေကော်ဖီဆိုတောင် next မှာ Ovaltine Hotover Holly ဆိုတာတွေကတော့အစင်သစ်ဆောင်ထားတာတော်ကြီးကတော့ဒါတွေကိုမကြိုက်ဘူးတဲ့နန်တဲ့ဤတဲ့ပြီးတော့လေလွန်ခဲ့တဲ့လကလေးကမမကေတီနဲ့အတူဒေဝိစရာအလှပြင်ဆိုင်သွားပြီးမူစပင်ဖြတ်ဆက်လှုပ်တယ်မျက်နာလဲပေါင်းတင်အိုင်းလိုင်နာတွေပါတွေဆွဲလာတာပေါ့မမကီတီနဲ့အတူမင်္ဂလာဆောင်သွားမလို့အိမ်လဲပြန်ရောက်လာရောဒေါ်ကြီးကပြူပြက်နဲ့ဟဲ့ခင်မူဘာဖြစ်လာတာလဲစပင်တွေလည်းမရှိတော့ဘူးတဲ့ဒါဒိုင်ယာနာမင်းသမီးပုံစံဒေါ်ကြီးရဲ့လို့မူကပြောလိုက်တယ်အမလီဒီမင်းသမီးတော့လှမလားမသိဘူးခင်မှုကောင်ကတော့ကြွတ်တိုက်လိုပဲကြက်တရေမရှိလိုက်တာတဲ့ဘလောက်နားမလဲလိုက်တလေလို့ပြီးတော့ပြောသေးတယ်လေမျက်လုံးကလည်းဘလို့ဖြစ်တာလဲငကူကဝိုင်းလေးဟာအခုဘာတွေလိမ့်လာလဲဈီးကွက်လိုပြူပြက်နဲ့မျက်ခွန်မှလည်းတက်တန်ရောင်ဆုံးထွက်နေပါလားတဲ့ကဲကိုနားမလဲကိုခစ်မမီရင်ကိုဘာသာမနေဘူးလူများကိုဟိုဟာပြောဒီဟာပြောနဲ့အမေအဖေမရှိကြတဲ့ကအတူနေလာတဲ့ဒေါ်ကြီးမို့လို့သီးခံနေရတယ်အပြူကြီးချင်းအတူတူမမကီတီခြေပြားတောင်မမီဘူးမမကီတီကတော့မူပြောခဲ့ပါပကောအိမ်အောင်ကြီးမှလည်းအကြံဉာဏ်ပေးတယ်တင်မောသားအလုပ်ရဖို့တုန်းကလည်းကုမ္ပဏီကိုယ်စားလှယ်အန်ကယ်ကျော်ဝီကိုဘလို့ဆက်ဆံရမယ်ဘာပေးရမယ်ဆိုတာသူကညွှန်ကြားတာပဲဒါကြောင့်အခုတစ်ခေါက်ကိုထွန်းပြန်လာတော့ပဲရစ်ကရှင်းနေရင်မွေးသပလင်းမမကီတီကိုကြောလိုက်တယ်ဟော်လီချောကလက်နဲ့အိုဗာတင်းကတော့မမကမပြတ်စေရဘူးကြည်စုတရားဆိုတာသိကြရတယ်လေနိုင်ငံခြားတင်မောလိုက်ရတဲ့တမောသားရတိုင်းလည်းမစားတာဘူးတချို့ကြပြန်လာလို့ယောဂအပြည့်နဲ့ကုလိုက်ရတာစီဘူးနဲ့ရှာရတာနဲ့မကမိဘူးမိမလည်းယောဂပေးသေးတယ်နောက်တစ်ခေါက်မလိုက်ရပြန်ရင်ထိုင်စားနေရပြန်ရောကိုထွန်းကတော့ထင်းသိမ်းနေတတ်ပါတယ်တချို့ကြတော့လေကုမ္ပဏီလိန်နဲ့တွေ့ပြီးကားမရငွေဆုံးကြတယ်လေမလို့တမပြောချင်းရေးချင်းနဲ့အစာရေးဆရာမတွေတော့အံ့ဩပါရဲ့သူတို့ကမျက်စိကြီးနားကြီးတွေပဲတင်မောသားတွေမော်တော်ကားတွင်းလာလို့နှုတ်မဟုတ်ရင်မြန်မာပြည်မှာမော်တော်ကားတောင်ရှိမှာမဟုတ်ဘူးပြီးတော့လေမယူမသိပြောရရင်အဲ့ဒီဆီယာမတွေသာအပြူဖြစ်စမ်းတင်မောသားတရယောက်ကလိုချင်တယ်လို့များပြောရင်သူတို့ညင်းမတယ်လားဝေးသေးမြန်မာပြည်မှာအမျိုးသမီးဆရာဝန်ရဲ့မိဘတွေတောင်တင်မောသားဆိုလိုက်ကြတာပဲအရာရှိနဲ့ရိုးတင်မောသားတော့ကြွာသေးတာပေါ့နိုင်ငံခြားတင်မောလိုက်တဲ့လူချင်းတူပေမဲ့ရိုးတင်မောသားကမွေးမင်းသားပေါ့အရာရှိကရွှေမင်းသားပေါ့ရှိခေဘေဒင်ဆရာတွေလက်ထက်ကတင်မောသားခေမရှိသေးလို့ဘေဒင်ဟောတဲ့အထက်ကကြော်10ပါးမှာတင်မောသားကြော်လို့မပါတာခုခေတ်ဆိုတင်မောသားမိမနဲ့ဆိုရင်ကြော်17ပါးပဲကြော်တွေထဲမှာဆိုရင်စာရေးဆရာကြော်တွေကအမွှဲဆုံးပဲဒီတော့သူတို့ကတင်မောသားကြော်ကိုမနာလိုတာပေါ့တကယ်ပါလေကိုထွန်းပြန်လာရင်စာကြက်ခိုင်းပြီးဆံမီဝဲဖြေခိုင်းရမယ်ဆံမီဝဲအောင်လို့အရာရှိဖြစ်ရင်ရွှေမင်းသားဖြစ်မှာမမကီတီတူမလေးစန်တီတာတင်မောကပတိန်နဲ့လက်ထက်တုံးကဗီဒီယိုရိုက်ထားတယ်လေအင်အားလိတ်မှာပွဲထုတ်လာတော့သူတို့သားကတကယ်ရွှေမင်းသားလေးပါပဲကြက်တရီရှိလိုက်တာမူလဲအဲ့ဒီလိုလက်ထက်ချင်လိုက်တာမူလက်ထက်တုံးကဆိုရင်တင်မောလိုက်ရဖို့ငွေကုန်ထားတော့ပိုက်ဆံမရှိချင်းအုံတို့ခေါက်ဆွဲချက်ပြီးဖုန်ကြီး9ပါးကတ်မင်္ဂလာဆွန်းကျွေးလိုက်ရတယ်အိမ်နီးနာချင်းတောင်မဖိတ်နိုင်ဘူးအခုတော့မမကီတီကဘဲသွားအဖို့ခေါ်တော့မမကီတီနဲ့အတူအဝတ်အစားအချိုးကြဝတ်ရတယ်စင်တူဝယ်ဖြစ်တာများပါတယ်ခုတစ်ခါကိုထွန်းကိုတောင်ဇာဇစင်တူဝယ်ခဲ့ဖို့မှားလိုက်ရသေးတယ်အခုရန်ကုန်မှာမင်းကလေးတွေယူရီးယားဖြစ်ဖဲစာတွေကိုတီတီတုံအစားဆိုပြီးဝမ်းဆက်ချုပ်လို့ချုပ်ကြသူတို့မှာအင်ဂျီလဲဘေဘဲကိုများ900ကျော်ပြီးဝယ်တယ်ပြီးတော့ပြင်သစ်နဲ့အင်္ဂလန်ကပိုသားတွေကိုဝမ်းဆက်ချုပ်လိုက်တယ်ဘဲသွားသူတို့နဲ့မူနေကအဝတ်စားကအစမတူတမူထူးခြားနေတာပေါ့ဟောင်ကောင်မှာခန်းစီချုပ်တဲ့အစတကိုက်ကို16ကျပ်လောက်ကြတဲ့ဟာကိုရန်ကုန်မှာ TV ရှန်ပလဲရှန်ဆိုပြီးတကိုက်100ကျော်ပေးဝေကြတယ်မူတို့ကတော့အင်္ဂလန်ပဲမမကီတီတူမာလီကလည်းလေလက်ထပ်ပြီးတော့နောက်လာမှမွေးနေပွဲလုပ်တယ်အဒီတုံကမူလဲသွားရတယ်မမကီတီကဒေါ်ကြီးပါခေါ်ခဲ့ရမယ်ဆိုလို့ခေါ်သွားရတယ်မမကီတီတူမစန်တီရာကစာလက်ကန်အိမ်နဲ့စာအုပ်ထုပ်လေးဆောင်းလို့တိတ်လာတာပဲဒီဝိုင်းမှာလည်းနမီကျော်အဆူတော်တွေနဲ့မြိုင်းနေတာပဲဒေါ်ကြီးတို့အကြောင်းပြောရအောင်မယ်
အဆိုတော်တယောက်တကူလုံးဖဲစားအနီဝစ်ပြီးခုံပနက်အနီလက်အိတ်အနီအုတ်ထုပ်အနီနဲ့မူးရဲ့မျက်စိထဲမှာတိတ်လှတာပဲထမိန်ကလည်းတူတူခြေသလုံးပေါ်ပေါ်ဝစ်လို့ခြေအိတ်လည်းအနီဝစ်ထားတယ်အဲ့ဒါဒေါ်ကြီးကတီတီချာချာကြည့်ပြီးဘဒူးမပေါင်တို့တဲ့သူပဲပြောလေပြောတတ်တယ်ပြီးတော့လေပြောသေးဒီလောက်ပူတဲ့မြမပြည်မှာလက်အိတ်ဆွရအုတ်ထုပ်ဆောင်ရခြေအိတ်ဆွရနဲ့မအိုက်ဘူးလားတဲ့မြမမတွေမှဟုတ်သေးရဲ့လားတဲ့တိတ်ခက်တာပဲလူတော်ထဲမှာတူတူပြောပါလို့ပြောရတယ်နောက်များဒေါ်ကြီးကိုဘယ်မှမခေါ်တော့ဘူးလူများစော်ဖက်ရင်လေသူတိတ်သိချင်တာပဲမူကရုပ်ရှင်စာဆောင်မဂ္ဂဇင်းတွေဖတ်တာဘာပါလဲဘာထုလဲနဲ့ဟိုဘက်ကမဟာရုပ်ရှင်မင်းသမီးတယောက်တန်ယုံအိတ်ခံဝဲသွားတော့ဂါဝင်ဝစ်လို့တိတ်လာတာဒေါ်ကြီးကမူရဲ့လက်ထဲကဆွဲယူကြည့်ပြီးနိုင်ငံသားတန်ယုံကအမျိုးသမီးတွေကသူတို့အိတ်ခံပွဲမှာသူတို့တိုင်ရင်သားဝစ်စုံကိုဂုံယူဝစ်ကြတယ်ဒီရုပ်ရှင်သမီးကဂါဝင်ဝစ်တယ်မြန်မာအမျိုးသမီးမှာဟုတ်ရဲ့လားတဲ့ကဲကက်သီးကက်သက်မေးတတ်လိုက်တာသူလှမဲထင်လို့သူဝစ်တာဒေါ်ကြီးကလိုက်ပြောနေတာပဲမူကတော့သဘောကျလွန်လို့အိမ်မက်ထဲတောင်အဲ့ဒီညကမက်တယ်ကိုထွန်းသင်မောကပတိန်ဖြစ်ပြီးနိုင်ငံသားကိုမူကိုခေါ်သွားတာမူကဇာကဝင်အဖြူလေးဝစ်လို့သင်မောပေါ်ညစာစားပွဲခမ်းမကိုဆင့်အသွားမှာဒေါ်ကြီးကလန့်អော်တယ်ထမင်းစားပွဲမှာငပိရီပါလာတဲ့အဲ့ဒီတင်လန့်နိုးသွားရောဒေါ်ကြီးတို့ကတော့အိမ်မက်ထဲတောင်လိုက်နှောက်ရက်တာပဲသွားရေးလာရေးကလည်းမမကေတီကိုမှီနေရတယ်သွားစရာရှိသူကားနဲ့ပဲသွားရတယ်ဒီတခါကိုထွန်းပြန်လာရင်တော့ကားတစ်စီးဝယ်ဖို့တိုင်ပင်ရမယ်မမကေတီကားက9သိန်းနဲ့အေးစက်နဲ့စီးရတာညိတ်နေတာပဲဒီလောက်တော့မမှန်းနိုင်သေးဘူးကားလဲဝယ်ချင်နေဒါပေမဲ့စိတ်တစင်စားကပိုအရေးကြီးတယ်ထင်တယ်ခုတော့မမကေတီနဲ့သွားရင်ကြောက်စိမ့်တစင်စားပဲဝစ်နိုင်နေလူတွေကလောဘကြီးဝိသမလောဘဖောက်ပြန်လွန်ပါတယ်မူကြဘူးတာတော့ဟိုအရင်ကငွေ9000ဆိုရင်တလုံးနဲ့အကောင်းစားတရံတောင်မရနိုင်ပါဘူးခြေလောက်ပဲရမှာရှိတဲ့ပတ်ဆိုင်ချစ်ကုတ်ပြီးကားကောင်းကောင်းစီးချင်ရင်တော့ဘာမှမဝယ်ပဲကားဝယ်ပြီးလင်မယားနှစ်ယောက်ကားထဲမှာနေမှဖြစ်တော်မင်းအဲ့ဒီအတော်ကြီးကဘယ်သွားထားရမလဲသူကတခါလာတင့်ယုံလောက်ဝစ်တင့်ယုံလောက်သုံးဖို့တဲ့ဦးစာမင်းစာစုတယ်လေနောက်တစ်ခေါက်ဆိုတာမောင်ထွန်းအဖိုလွယ်တာမှတ်လို့တဲ့လွယ်တယ်ဆိုတောင်ကျမ်းမာရေးကကောင်းအောင်မှာတဲ့ကိုထွန်းကကျမ်းမာလိုက်တာမှတောင်မြည်နေတာပဲငွေစင်ယောက်ျားနဲ့ကြွားပါကန်ယူရန်လိုက်ရတာတောင်ခဏနေမကောင်းခချီလေးနဲ့ကျူရိုးထောင်ထားသလိုပဲပြီးတော့ဒေါ်ကြီးကပြောသေးကို့မှာရှိတယ်ဆိုပေမဲ့တူတိတ်နေတဲ့ငွေစင်ကအနည်းအထိုင်မပြောင်းဘူးတဲ့ဘော်လီချုပ်တဲ့အလုပ်ကလည်းမထွက်ဘူးတဲ့ဒေါ်ကြီးကဘာမှမသိဘူးသူ့လင်ကမဟန်သေးလို့ပေါ့ဟန်ရင်သူလဲထွက်ချင်မှာပဲဘော်လီချုပ်ရတာခါချီလာပြီခေမူဟာအရင်တုန်းကပါတိတ်လုံကြီးနာမကတ်နိုင်တာခုပါတိတ်လုံကြီးကိုရေလဲလုံနေတယ်ညီအနေထိုင်ကဝီဒီဟယ်ရီပုတ်တင်ညိုလိုပဲတဲ့ရွှေတပဲသားဆွဲရတာနဲ့ခေါင်းမော်နေတာတဲ့မမကီတီနဲ့တွေ့ပြီးလန်တလားနေတာလေမကြိုက်ဘူးတဲ့မူကဖြင့်လူကြီးတွေစီလမ်းပေါက်အောင်မမကီတီနဲ့တွေ့နေရတာဒေါ်ကြီးကဘာမှလက်မမြင်ဘူးစိတ်ထဲကတော့ပြန်ပြောမိတယ်ဝီဒီဟယ်ရီပုတ်တင်မကလို့မိကြောင်ပဲဖြစ်ကိုလင်လှုပ်စာနဲ့ကိုဝစ်စာသွားလာနေရသူတို့ပူးစရာမလိုပါဘူးနောက်တစ်ခေါက်လိုက်ရဖို့ဒေါ်ကြီးကတွေးပူနေတယ်မူကတော့မပူပါဒေါ်စိန်သုံးကပြောပြီးပြီခဏလာသွားရမယ်တဲ့ပထမဦးဆုံးတစ်ခေါက်ကသူ့လှုပ်ပေးမယ်ရရင်ပွဲ1000ပို့ပေးရမယ်ပြောတယ်သူပြောတဲ့အတိုင်းမှန်လို့ကိုထွန်းလဲတင်မောထွက်ရောကြံဖန်ပြီး1000နဲ့နှက်ကနာပေးလိုက်ရတယ်နဂရောဒေါ်စိန်သုံးပြောရင်မှန်တာကြီးပဲခုလဲနှက်ဖြန်ကြရင်အန်ကယ်ကျော်ဝေးမွေးနေ့စွန်ကျွေးပွဲသွားရအောင်မယ်မွေးနေ့လက်ဆောင်လဲမမကီတီကလိုက်ဝဲပေးထားတယ်တန်ဖိုးက1000မှနည်းနည်းပဲရော့မယ်ဒီလောက်တော့ပေးရမယ်သူလှုပ်ပြီးလို့ကိုလင်မွေးမင်းသားဖြစ်ရတာနောက်ရွှေမင်းသားဖြစ်ဖို့အလားလာတဲ့အတွက်ဒီလောက်တော့လမ်းခင်းထားရမှာပေါ့မွေးနေ့ပွဲမှာခုံမြင့်ပနံစီးရမယ်မမကီတီကိုယ်တိုင်လိုက်ဝဲပေးတာပန်ဆယ်ဟီလို့ပြောတာပဲတပတ်ရှိပြီအစီကျင့်ရတာခြေပမိုးတွေနားနေတာပဲကိုထွန်းကိုလည်းစာလက်အိတ်စာအုပ်ထုံမှားလိုက်ရအောင်မယ်ကိုထွန်းပြန်လာရင်မွေးနေ့ပွဲလုပ်မယ်ဒီတော့မမကီတီတူမစန်တီရာလိုစာလက်အိတ်စွတ်ပြီးကိတ်မုံလဲဓာတ်နဲ့လှိရအောင်မယ်သူကတော့ကိတ်မုံဘေးကထွန်းထားတဲ့ဖျောင်းနိုင်လေးတွေကိုလည်းညှင်းအောင်ပါဇက်နဲ့မှုတ်တယ်ဘာလို့တာလဲမသိမှန်ထဲမှာကြည်စံမူကကိုလုံးလှတော့ခုံမြင့်နဲ့တိတ်လိုက်တာပဲဒေါ်ကြီးကွယ်ရမှာအစည်းကျင်ရတာသူခုနေနောက်ဖေးမှများရှိနေသလားမသိဘူးဒီဖနက်ခုံကတီတီချွန်လေးဆိုတော့အစည်းခဏကျင့်ရတယ်ခုလဲကျင့်ရအောင်မယ်အိုး
နင်းနေခြေထောက်ကနားနေသေးပါလားမမကီတီပြောတော့စီးနေကြရင်မနာတော့ဘူးတဲ့နှက်ပြန်လူတော်တဲ့မှောက်ရဲ့လဲနေမှာဟုတ်ပြီကြည်စမ်းမအောင်လုံကြီးတူတူဝစ်လိုက်တော့မူးချီသလုံးဖြူဖြူလေးတွေဟာခုံမြင့်ပနံနဲ့တိတ်လိုက်တာဟောခြေတန်းကြတယ်ဒီမှာအစီးကျင့်နေတော့ဒေါ်ကြီးလာပြီထက်နေအမလီဖျားခြေချော်သွားပြီဒေါ်ကြီးအခန်းဝါရောက်လာပြီခြေတော့ကလည်းနာလိုက်တာတေလူရောဘာဖြစ်နေရတာလဲမိမှုမတန်မရတွေလုံနေပြန်ပြီပေါ့လေတဲ့အခန်းဝကနေអော်လိုက်တာကဲတေးချင်မာရောဒေါ်ကြီးကတော့ပြောတော့မေလောကကြီးမှာမတန်တာဆိုတာဘာမှမရှိဘူးအေးဖက်နဲ့တစ်ဖက်ဘယ်ဆင်သွားပါလဲဆီယာမခင်နှင်းယူရေးသားထားတယ်အခောက်ဆိုတဲ့ဝတ္ထုတိုလေးနဲ့မွေမင်းသားရွှေမင်းသားဆိုတဲ့ဝတ္ထုတိုလေးနှစ်ပုဒ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နားဆင်ပေးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုယ်စိတ်နှဖျားကျမ်းမာရွှင်လန်းကြပါသည်ရှင်